Hi ဆိုတော့ဒီနေ့မှာတော့ဖော်ရှိထားဖို့ဆွပြပါပေါ့နော်ဒါတော့ OB ဘယ်လိုဟိုဖြစ်တယ်ပေါ့နော်ဟိုတဲ့ drive to လို့ပြောချင်တာပေါ့နော်ဟုတ်ဟာဟိုလေလုံးတက်တာမလုံးတက်တာများရှိဟိုဗီဒီယိုဒါကပဲပြီးတော့တော့ထားပါတစ်ခုသွားပါပဲဘာဖြစ်လို့လဲဆိုတော့Oh sorry ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးမလုံးတက်ရင်တိတ်ပြီးတော့စူးစမ်းချင်စိတ်ပေါက်တယ်လို့ပြောပြရအဲ့ကြောင့်ဟမ်ဟဲဒါဘာဖြစ်တယ်ဟဲ Yay ခုနကအမိုက်ဆိုင်ဖြစ်သွားတာအပေါ်ပါရောက်သွားတယ်ဆိုတော့ happy ပြီးသွားတယ်ဟဲ့ What the heck Oh my god ဒါတော့တခြားလူတွေပေါ့နော် Okay ဆိုတော့ဟိုဒါချရှာလိုက်ခပ်တာ So let me go တရားဟိုမဖြစ်ဘူးတော့သိခဲ့ပြီပါဆိုတော့ကိုတော့အထစ်ကြီးရတော့အမှန်ပေါ့ဘာဖြစ်လို့ဘာလဲကိုလာမပြောနေကောင်းဘူးဘာမို့လဲကိုလည်းမင်းတို့လိုက်ဆောင်ပါမယ်ဆိုတော့တခုခုဖြစ်တဲ့လူကတော့ကျမပါပဲပေါ့ဟိုအော်လေးဆိုတော့မေးပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့ကြောက်တော့ခါကြတယ်လေဆိုတော့လေအော်ရခဲ့ဘောတော့ဗာလေကြောက်တာလေကဲပေါ့ဆိုတော့ဘယ်ထားပါလိဆော့ပေးစေချင်လဲအဲ့ဒါလေးပြောပြပေးပါဒီပထမဗီဒီယို Oh my gosh ဒီမှာစကားမပြသေးဘူးဆိုတော့ပထမဗီဒီယိုလေးပေါ့နော်ဟိုတိတ်တော့ပြောမရှိဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့တာဝါလေးပဲဆော့ပြပေးသွားပါဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးဆော့ပြီးစေချင်တဲ့တာဝါလေးရှိရင်ဆော့ပြပါမယ်အဲ့ကပြီးတော့ဒါမလုပ်တော့ဘူးအဘယ်လိုလုပ်ရအောင်ဆိုတော့okay ဆိုတော့ lobby ပဲပြန်သွားလိုက်ပါမယ် lobby ဘယ်လိုပြန်သွားရတာလဲဒီတော့ပါလေတချို့ထားပါရ ladder လေးပါလေရှိရသည် respawn wait respawn ပဲလုပ်လိုက်တော့ဘာဖြစ်လို့အဲ့ဒါတိတ်မလုပ်တတ်ဘူးပေါ့နော်ဟိုလေအဲ့လိုမျိုး soft base တဲ့တာပါဆိုဟိုလိုအခက်ကြီးမဟုတ်ပေါ့နော်ဒီလို Tower of Jam တို့အဲ့လိုမျိုးဟာလေဆိုတော့ဒီ Tower Helmet လို့လောက်ရမယ်ဆော့ပေးဘာဖြစ်ဆို Tower of Hell မှာကျတော့ဆော့တတ်တာဘောနော်ပဲဟိုဖြစ်တယ်ဘာဖြစ်လဲဆိုတော့ခုနကဟိုမလုံးတဲ့ဟာလေးပါတယ်လေအဲ့ဒီလိုက်တယ်ဗလားအဲ့လိုမျိုးလုံးတက်တာလေးပါတော့ကျမဟိုဖြစ်တယ်ပေါ့ဒီကတော့ YouTube ဆိုတာတော့ဟုတ်ပါတယ်ဒါပေမဲ့တခါလေကျတော့တက်Oh my gosh Okay so အဲ့ဒီကတော့လုံးတက်တယ်ဒီကတော့လုံးတက်တယ်
Okay so အဲ့ဒါမလုပ်တဲ့ဒါပဲဖြစ် Okay ကြော်ဖြတ်နိုင်ပါတယ်ဆိုတော့ TikTok မှာကျတော့ PC ကွေးလေးပဲအဲ့ဒါလေးပဲတဲပါပေါ့ဟို PC ကွေးလေးဆိုအဲ့ Tower of Jump ဆိုတာလေးကိုအဲ့ဒါလေးပဲတဲပါပေါ့ Tower of Jump လေးပဲ swap ပြပါပေါ့ TikTok မှာကြာတယ်တော့အဲ့ TikTok ရဲ့အကောင့်ကိုနောက်ဗီဒီယိုမှာဟိုချပြပါဘာဖြစ်ဟိုခုကျအဲ့ဟိုအောက်ထပ်ပြန်သွားဆိုတော့ဒီဗီဒီယိုရတော့ပါပဲဒီဗီဒီယိုအလုပ်ပါပဲ bye မြေ